There's no way တခုခုကိုလုံတဲ့အခါမှာဒါလုံနိုင်တဲ့လမ်းမမြင်ဘူးဆိုတဲ့အဓိပ္ပာယ်ဒါကိုင်နိုင်တဲ့လမ်းမမြင်ဘူးဒါဖြစ်နိုင်တဲ့လမ်းမမြင်ဘူးအဲ့ဒီအဓိပ္ပာယ်ထုတ်ပါတယ် The Daily Light Channel မှာကြိုဆိုပါတယ် စကားပြောသင်ခန်းစာအစီအစဉ်ဖြစ်ပါတယ်ဆရာတို့ဒီစကားပြောသင်ခန်းစာအစီအစဉ်မှာစကားပြောနမူနာပုံစံတွေကိုပေးထားပါတယ်အင်္ဂလိပ်လို့ဆိုရင်တော့ဆရာတို့ pattern လို့ခေါ်တာပေါ့နော်စကားပြောရေးခါမှာအသုံးပြုဖို့အတွက်လွယ်လင့်တကူအသုံးပြုဖို့အတွက်ပေးထားတဲ့နမူနာပုံစံဖြစ်ပါတယ်အဲ့တော့ဆရာတို့ကြည့်အောင်ပါ There's ဆိုတဲ့အဓိပ္ပာယ်က there is there's no way နောက်ကဆရာတို့ကိုပြောချင်တဲ့ subject verb ပေါ့နော်အဲ့စာကြောင်းလိုက်ပါမယ်ပြန်ပြောပါမယ် there's no way နောက်က subject verb ကိုပြောချင်တဲ့အကြောင်းအရာ subject verb ထည့်ပြီးတော့ပြောပါမယ်သူရဲ့အဓိပ္ပာယ်ကတော့တခုခုကိုလုံတဲ့အခါမှာဒါလုံနိုင်တဲ့လမ်းမမြင်ဘူးဆိုတဲ့အဓိပ္ပာယ်ဒါကိုင်နိုင်တဲ့လမ်းမမြင်ဘူးဒါဖြစ်နိုင်တဲ့လမ်းမမြင်ဘူးအဲ့ဒီအဓိပ္ပာယ်ထုတ်ပါတယ်အဲ့တော့စကားပြောတဲ့အခါမှာကိုပြောချင်တဲ့အကြောင်းအရာနဲ့ there's no way ဒါမှမဟုတ် there is no way နဲ့ဆရာကကပ်ပြောပါမယ်အောက်ကအသုံးပုံစံလေးတွေကိုကြည့်အောင်ပါ There's no way you finish on time on time ဆိုတာအချိန်မီအချိန်ကိုက်ခမ ्या ကအချိန်ကိုက်ပြီးနိုင်မဲ့လမ်းမမြင်ဘူးတယောက်ယောက်ကအလုံးလုံးနေတဲ့အခါမှာကိုကနေပြောလိုက်တယ်ခမ ्या ဒါဒီပြီးနိုင်မဲ့လမ်းမမြင်ဘူးဗျာ There's no way you finish on time နောက်တစ်ကြိမ်ကြည့်အောင်ပါ There's no way we complete on time ကျွန်တော်တို့အားလုံးဟာအချိန်မီပြီးပြည့်စုံနိုင်မဲ့လမ်းမမြင်ဘူးကျွန်တော်တို့တွေအချိန်မီပြီးပြတ်အောင်လုပ်နိုင်မဲ့လမ်းမမြင်ဘူး There's no way your mother approves approve ဆိုတာကထောက်ခံသည်အတည်ပြုသည်သဘောကျသည်နှိမ့်ချိုက်သည်ဆိုတဲ့အဓိပ္ပာယ်ပါခမ ्या ရဲ့အမေသဘောကျနိုင်မဲ့လမ်းမမြင်ဘူးခမ ्या ရဲ့အမေသဘောကျနိုင်မဲ့လမ်းမမြင်ဘူးခမ ्या ဒီလုပ်ကိုမလုပ်သင့်ဘူးခမ ्या မလုပ်ပါနဲ့တော့ခမ ्या ရဲ့အမေကတော့ဒီလိုလုပ်တာကိုသဘောကျမဲ့လမ်းမမြင်ဘူးဗျာအဲ့ဒီသဘောပြောလိုက်တာဖြစ်ပါတယ် There's no way your mother approves နောက်တစ်ခုဆက်ကြည့်ပါမယ် There's no way no one claims it claims ဆိုတဲ့အဓိပ္ပာယ်ကအခိုင်အမာပြောဆိုသည်နစ်နာကြေးတောင်းဆိုသည်ဆိုတဲ့အဓိပ္ပာယ်ပါအဲ့တော့တရားမှနစ်နာကြေးရနိုင်မဲ့လမ်းမမြင်ဘူးဒီလိုအဓိပ္ပာယ်လေးကပူပြီးတော့တင့်လို့မယ်ထပ်ပါတယ်ဒါမှမဟုတ်လေတရားမှအခိုင်အမာပြောဆိုနိုင်မယ်လို့အခိုင်အမာပြောဆိုနိုင်မဲ့လမ်းမမြင်ဘူးအဲ့လိုအဓိပ္ပာယ်လည်းထွက်ပါတယ် နောက်တစ်ခုဆက်ကြည့်အောင်ပါ There's no way they expect it သူတို့မျှော်လင့်နိုင်မဲ့လမ်းမမြင်တော့ဘူးသူတို့မျှော်လင့်နိုင်မဲ့လမ်းမမြင်ဘူးဗျာ There's no way he can fix it fix ဆိုတာပြင်လာနော် fix ဆိုတာဆရာတို့ vehicle ယဉ်ဒီ machine set တွေကိုပြင်တဲ့အခါမှာ fix လို့သုံးပါတယ်သူဒါကိုပြင်နိုင်မဲ့လမ်းမမြင်ဘူးဒါကိုသူပြင်နိုင်မဲ့လမ်းမမြင်ဘူး There's no way he can fix it နောက်တစ်ခုကြည့်ပါမယ် There's no way he can handle the news handle ဆိုတာကကင်တွယ်သည်ဖြည့်ရှင်းသည်တခုခုပေါ့နော်ကင်တွယ်ဖြည့်ရှင်းတာကို handle လို့ဆရာတို့သုံးပါတယ်ဒီသတင်းနဲ့ပတ်သက်လို့သူကင်တွယ်ဖြည့်ရှင်းနိုင်မဲ့လမ်းမမြင်ဘူး There's no way your brother injured his ankle ဆိုတာခြေချင်းဝေပေါ့နော်မင်းရဲ့အကူကသူ့ခြေချင်းဝေဒဏ်ရာရသွားမဲ့လမ်းမမြင်ပါဘူးနောက်တစ်ခုဆက်ကြည့်ပါမယ် There's no way that horse jumps it jump ဆိုတာခုန်တယ်ဒီမြင်းဟာခုန်နိုင်မဲ့လမ်းမမြင်ဘူးဟုတ်ပြီနော်ဒီမြင်းကဒါကိုခုန်သွားနိုင်မဲ့လမ်းမမြင်ဘူးနောက်တစ်ခုဆက်ကြည့်ပါမယ် There's no way he miss it သူဒါနဲ့လွဲနိုင်မဲ့လမ်းတော့မမြင်ပါဘူးသူလွဲချော်သွားနိုင်မဲ့လမ်းတော့မမြင်ဘူးဟုတ်ပြီတခုခုလုံးတဲ့အခါမှာဒါဖြစ်နိုင်မဲ့လမ်းမမြင်ဘူးဆိုတဲ့အကြောင်းအရာကိုပြောချင်ရင် There's no way ဆိုတာနဲ့သုံးပါမယ်ရှေ့က There's no way လာပါမယ်နောက်ကကိုပြောချင်တဲ့အကြောင်းအရာဆိုပါစို့ငါလုံးနိုင်မဲ့လမ်းမမြင်ဘူး There's no way I can do it တခုခုပေါ့နော်တခုခုကိုပြောချင်တဲ့အခါမှာဒါတော့ငါလုံးနိုင်မဲ့လမ်းမမြင်ဘူးအဲ့ဒီလိုဆရာတို့ကကိုပြောချင်တဲ့စကားလေးတွေနဲ့ကပ်ပြီးတော့ pattern နဲ့တွဲပြီးတော့သုံးပါမယ် The Daily Light Channel နဲ့အတူလေ့လာပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီဗီဒီယိုကိုကြိုက်တယ်ဆိုရင် like လုပ်ပေးပြီးအင်္ဂလိပ်စာ lesson အသစ်တွေကိုမလွတ်စေဖို့ channel ကို subscribe လုပ်ထားပါနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်